မင်္ဂလာပါကျွန်တော်စနိုက်ပါဒီ Epona Red Mask လေးကိုကျွန်တော်ဒီနေ့ရိုက်ကိုရေးအပြီးအကောင်းဆုံး result ရအောင်ဘယ်လိုတုံးနေဆိုတာလေးကိုအသေးစိတ်လေးပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ပြောရင်းနဲ့လုပ်ရအောင်ပေါ့နော် of course အကောင်းဆုံး result ရဖို့ကကျွန်တော်တို့ tension နဲ့လုံးဝ clean ဖြစ်နေတဲ့မျက်နှာနဲ့စပါမယ်ဆိုတော့ကျွန်တော်ရဲ့ rough လုံးလေးစကားမဆက်ဒါလေးကကျွန်တော် makeup တွေဘယ်လိုပဲလိမ့်လိမ့်ပေါ့နော်စင်ကြည့်နေအောင်ကျွန်တော်ကူညီနေတဲ့ makeup remover လေးပါခင်ဗျ double cleanser လေးပါညနာလေးလုံးဝ cleanse ဖြစ်သွားပြီဆိုရင်ကျွန်တော်တိုနာလေးနဲ့ထပ်ပြီးတော့ထုံးလုပ်ပါမယ်အဲ့ဒါဆိုရင်တော့ ready ဖြစ်ပါပြီခင်ဗျာဆိုတော့သူကထုံးစံအတိုင်းပေါ့နော်ခြေမိုးပြီးတော့စကားနှစ်ထပ်အုပ်ထားပါတယ်ဆိုတော့ဒီဘက်ကိုမျက်နှာနဲ့ကပ်မဲ့စကားကိုအရင်ကျွန်တော်ဖယ်ပါတယ် yes တချမ်းဖယ်ပါပြီပေါ့နော်အဲ့တော့ဒီ biocellulose အသားဘက်ကိုကျွန်တော်မျက်နှာကိုအရင်ကပ်ပါတယ်ခင်ဗျာ mask ကလုံးဝဟိုကျွန်တော် biocellulose ဖြစ်တဲ့အတွက် weight ရှိရပေါ့နော်အရင်ကပ်လို့ပါမယ်အဲ့တော့မှကျွန်တော်တို့ဒီအပေါ်ကနောက်ထပ်စကားတစ်လောက်ဖယ်ပါမယ်ခင်ဗျာယောတော့အသားကိုတစ်ချက်ကြည့်ပါရဲမိုက်ပါတယ်တော့ biocellulose ဖြစ်တဲ့အတွက်ဒီထဲမှာ30 ml serum ပါပြီမြေဒီအထဲကိုအကုန်လုံးစုပ်ဝင်နေရပါတော့စုပ်ဝင်နေရဖြစ်တဲ့အတွက်ကျွန်တော်တို့မျက်နှာပေါ်မှာမိနစ်30လောက်ထားပြီးလို့ရပါတယ်မိနစ်30ပြည့်သွားပြီဆိုတော့ကျွန်တော်တို့မျက်နှာပေါ်မှာကျန်ခဲ့တဲ့ serum လေးတွေကိုဆွဲပြီးတော့ဖြည့်ပြီးတော့ဆက်လိမ့်ယူလိုက်ပါခင်ဗျာသူရဲ့ result လေးကဒီလိုမျိုးလေးပါပိုရောပြည့်စုံတဲ့ result ရဖို့အတွက်ထုံးစံအတိုင်းအဲလိုနဲ့ second gen လေးကိုတွဲပြီးတော့တိတိကျကျလေးဖြည့်လိမ့်ပြီးမှဖြစ်ပါတယ်ဟုတ်ကဲ့ပါအခုဆိုရင်တော့လုံးဝတိတ်ပြီးတော့တင်းတင်းလေးဖြစ်သွားတဲ့ရေပြားလေးကိုရမှာဖြစ်ပါတယ် enjoy ပါခင်ဗျာ